စိတ်ပညာသဘောတရားအရာလူတယောက်ရဲ့ presence တည်ရှိမှုအရှိန်အဝါကိုပိုတောက်ပါစေဖို့ဆိုတာအော်ဟစ်နေဖို့မလိုပါဘူးတကယ်တော့ဒါဟာ inner confidence အတွင်းစိတ်ယုံကြည်မှုနဲ့ body language ကိုဟန်အမူအရာပေါ်မှာအခြေခံပါတယ်ပြီးတော့ဒါကိုလေ့ကျင့်ယူလို့ရနိုင်ပါတယ်ဘယ်လိုလေ့ကျင့်ရမလဲဆိုတဲ့နည်းလမ်းကိုပြောပြပြီးမှဖြစ်လို့အစင်သင့်ဖြစ်ရင်စလိုက်ကြရအောင် 1. The eye contact power မျက်လုံးချင်းစုံကြည့်ပါပထမဆုံးကတော့မျက်လုံးချင်းစုံကြည့်တာပါတစ်ဖက်လူကိုစကားပြောတဲ့အခါဖြစ်ဖြစ်နားထောင်တဲ့အခါဖြစ်ဖြစ်မျက်တောင်မခတ်တန်းသို့မဟုတ်တီးငိမ်စွာစိတ်ကြည်တတ်ခြင်းကတင့်ကိုယုံကြည်မှုအပြည့်ရှိသူတယောက်အဖြစ်မြင်စေပါတယ်စိတ်မလှုပ်ရှားပါနဲ့တီးငိမ်နေပါစေ 2. Controlled movements လှုပ်ရှားမှုတွေကိုထိန်းချုပ်ပါအလုံးရှုပ်နေတဲ့ပုံစံဟိုနာယာဒီနာယာဖြစ်နေတဲ့ပုံစံတွေကတင့်ကိုစိုးရိမ်စိတ်ရှိသူလို့ထင်စေပါတယ်အရှိန်အဝါရှိသူတွေဟာဖြည်းဖြည်းနဲ့မှန်မှန်ပဲလှုပ်ရှားတတ်ပါတယ် 3. The power of silence ငြိမ်သက်ခြင်းရဲ့အရှိန်အဝါပါစကားကိုအတင်းအချက်အများကြီးပြောဖို့မကြိုးစားပါနဲ့လိုရင်ကိုပဲပြက်ပြက်သားသားပြောပါလူတွေဟာစကားနဲ့ပြီးတည်ငြိမ်တဲ့သူကိုပိုပြီးလေးစားကြောက်ရွံ့တတ်ကြပါတယ် 4. Space ownership နေရာယူတတ်ခြင်းအရှိန်အဝါရှိသူတွေဟာကိုတိမ်ငယ်သလိုမျိုးလက်ပိုက်တာပခုံးတွန့်တာမျိုးမလုပ်ပါဘူးခြေထောက်ကိုတက်တောင့်တက်တာချထားပြီးပခုံးကိုစန့်ထားပါကိုယ့်ရဲ့ space ကိုယုံကြည်မှုရှိအသုံးချခြင်းကဖက်လူကိုရှိန်ပြီးလေးစားလာပါလိမ့်မယ် 5. The stillness power မလိုအပ်ပဲမလှုပ်ရှားခြင်းစကားပြောတဲ့အခါလက်တွေကိုခရောက်လှုပ်တာခြေထောက်တုံတာမျက်နှာကိုခဏကိုက်တာမျိုးရှောင်ပါခန္ဓာကိုယ်ကိုတည်ငြိမ်စွာ still ထားနိုင်လေသင်ရဲ့စိတ်သက်ခိုင်မာမှုကိုပြသရာရောက်လေပါပဲ 6. Speak at a slower pace စကားကိုဖြည်းဖြည်းနဲ့မှန်ပြောခြင်းလူရှင်ရတဲ့လူတွေဟာစကားကိုအလောတကြီးမပြောပါဘူးစကားလုံးတိုင်းကိုအလေးနက်ထားပြီးဖြည်းဖြည်းချင်းပြောတတ်ကြပါတယ်ဒါကငါပြောတဲ့စကားဟာနားထောင်ဖို့ထိုက်တန်တယ်ဆိုတဲ့သတင်းစကားကိုပေးတာပါ 7. Impeccable grooming တိုက်ရတွားပြင်ဆင်မှုလူတယောက်ရဲ့အရှိန်အဝါဟာသူ့ရဲ့ဝတ်စားဆင်ရင်မှုပေါ်မှာအများကြီးမူတည်ပါတယ်တန်ဖိုးကြီးဖို့မလိုပေမဲ့တိုက်ရနေရပါမယ်တန်ရှင်းတိုက်ရတဲ့အသွင်အပြင်ဟာကိုလေးစားမှုရှိတယ်ဆိုတာကိုပြနေတာမို့တခြားသူကလည်းတင့်ကိုရှိန်ပြီးလေးစားလာပါလိမ့်မယ်ကဲလုပ်ကြည့်မယ်မဟုတ်လားလေ့ကျင့်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုရင် like and subscribe လေးလုပ်ခဲ့ပေးပါဒီလိုအကြောင်းအရာလေးတွေကိုစတင်ပေးမှာမို့ follow လုပ်ဖို့ကိုလည်းမမေ့ပါနဲ့